နည်းတော့မြင်နေရတယ်ဘယ်လောက်ရညတော့မရပါနော်ဒီပါဗျာကျွန်တော်တို့အလုပ်ရုံတစ်ထေးရလေတစ်လက်ဆောင်ဆိုမှသူ့ရဲ့တို့တို့မားတို့လက်ဆောင်ပေးရဗျာမဲစနစ်နဲ့ပေါ့နော်ကျွန်တော်ကတော့မဲပေါက်လိုက်တာနံပါတ်30ပါသူ့ဖေးရဆောင်ပေါ့ဗျာဒီမှာစင်းတယ်လေအဲ့တော့မှစင်းတယ်ဆိုတော့ဒီမှာဆောင်ခီးသွားဆောင်ပေါ့နော်ဆောင်အပါလေးဖြစ်မှာပေါ့လက်ဆောင်ရပါတယ်ခင်ဗျာနောက်ထပ်ကကြတော့ဒီမှာဘောနက်ဘလောက်ပေးတယ်လည်းမသိဘူးနော်သူကလည်းတို့သမားတွေကိုတယောက်ကိုစာရေးအိတ်စီပေးတယ်ဒါနှစ်တိုင်းပေးနေကြပေါ့ဗျာနှစ်တိုင်းပေးနေကြကျွန်တော်ကတစ်ခုရပါကျွန်တော်နာမည်တစ်ခုရပါဒီဦးခုဖောက်ကြည့်အောင်ဗျာဘယ်လောက်ရမလဲဆိုနော်ကျွန်တော်ဖောက်ကြည့်မယ်ဗျာကျွန်တော်လည်းခုန်နေရပေါ့နော်ဒီနေ့ဘယ်လောက်ရမလဲဆိုတော့အထူးစက်ရုံတွေတော့မရဘူးဗျာအထူးစက်ရုံတွေရတယ်ဒါပေမဲ့ကျွန်တော်တို့တထေးကတော့အတိုင်းပေးတာပေါ့ဗျာနည်းနည်းတော့မြင်နေရတယ်ဘယ်လောက်ရညတော့မရပါနော်ဘယ်လောက်ရဟာမြင်နေဟောတို့များနော်နေရွက်ဗျာဟူးပြိုင်ပါလားကြည့်ပါဗျာဝါခုနေရကြီးကိုရတယ်ကျန်ကျွန်တော်ကကြွားတာမဟုတ်ဘူးနော်ဗါလဲကျွန်တော်တို့ဗါလဲတို့သမားတွေရဲ့တနစ်စာတော့ကဘုံတော့ပြောမလဲတနစ်စာလုပ်တဲ့ပေါ်မှာမူဒီမှာဖေးရနေမှာပြစ်တာပြန်ပြီးမှတုတ်ပြန်နေပေါ့အဲ့လိုဒီပုံမျိုးနဲ့ပေါ့ကျွန်တော်တို့ကလို့သမားအဆိုလည်းပဲတဖေးပေါ်ကိုပြပလိုမျိုးအားထားနေတာမျိုးဆိုတော့လေသူဘလောက်ပဲပေးကျွန်တော်ပြောတယ်ဗျာနည်းနည်းပေးများပေးပြောတယ်ပေါ့နော်အဲ့လိုပေါ့နော်အဲ့ဆိုသူဒီနေ့ကများတယ်မဒီနေ့ကတိုးတယ်ပေါ့နော်ဒီနေ့ကတော့နေရွက်တိုးတယ်ဒီနေ့ကတော့တွေ့ရဖရတယ်ဒီနေ့ကနေရွက်တိုးတယ်သူကအရင်နေ့ကပြောတယ်အရင်နေ့ကကျွန်တော်ပြောနေတယ်ဒီဦးကဒီနေ့ဟိုပါမဘိုးချော့မယ်နော်မဘိုးချော့မယ်သူကပြောတယ်ကျွန်တော်ဘောချော့မှလည်းပေါ့နော်သူကပြောတယ်ကျွန်တော်ဆိုးလို့ပဲကျွန်တော်ဆိုးလို့တော့လည်းလို့နော်ဆိုးရတူလဲတတိယတန်းတူပေးပါလေကျွန်တော်ဆိုးတာပေါ့ဗျာလို့တော့တယ်မှာပြောတယ်ဗျာညဆောင်ရ